ပိန်းဆိုတဲ့နာကျင်မှုဟာတင့်ကိုဖျက်ဆီးဖို့မဟုတ်ပါတင့်ကိုပြောင်းလဲဖို့ပါနာကျင်မှုဆိုတာဘယ်သူမှမကြိုက်ပါဘူးဒါပေမဲ့နာကျင်မှုမရှိတဲ့လူတစ်ယောက်ဟာမကြီးထွားနိုင်ဘူးတင့်နာကျင်နေရတဲ့အချိန်ဟာတဘာဝကြီးသို့မဟုတ်ဘဝကတင့်ကိုအဖြစ်ပေးနေတာမဟုတ်ပါဘူးတင့်ကိုတမ်းမအောင်လေ့ကျင့်နေတာပါနာကျင်မှုကတင့်ကိုပြိုလဲအောင်လုပ်နိုင်တယ်ဒါမှမဟုတ်ညှင့်တက်အောင်လည်းလုပ်နိုင်တယ်အရာအလုံးကတင့်စိတ်ရွေးချယ်မှုအပေါ်မှာပဲမူတည်ပါတယ်စိတ်ထဲမှာနာကျင်မှုကိုပြန်မေးကြည့်ပါဒီနာကျင်မှုကငါ့ကိုဘာတင်ပေးနေလဲနာကျင်မှုကတင်မမြင်ခြင်းနဲ့အမှန်တရားတွေကိုပြသပေးတတ်တယ်တင်မပြောင်းခြင်းနဲ့အလေးအကျင့်တွေကိုဖျက်ပစ်ဖို့လာတတ်တယ်လူကြီးမှလာတဲ့လူတိုင်းမှာနာကျင်မှုတစ်ခုပြီးတစ်ခုဖြတ်တန်းလာရပါတယ်မအောင်မြင်တဲ့လူတွေကနာကျင်မှုကိုထွက်ပြေးကြတယ်အောင်မြင်တဲ့လူတွေကနာကျင်မှုကိုအသုံးချကြတယ်နာကျင်မှုကိုရန်သူမလုပ်ပါနဲ့နာကျင်မှုကိုဆရာလုပ်ပါဒီနေ့နာကျင်နေရနေမနှက်ဖြန်တန်မာလာမယ်ဆိုတာသိကြပါတယ်တင်းနာကျင်နေတယ်ဆိုရင်ဒီဗီဒီယိုကို save လုပ်ထားပါနာကျင်မှုကိုကြော်ဖြန့်ခြင်းရင် mind power control ကို subscribe လုပ်ထားပါတင်းစိတ်ကတင်းဘဝကိုထိန်းချုပ်နိုင်ပါနဲ့ဒီဗီဒီယိုလေးကိုကြိုက်ရင် like and subscribe လုပ်ဖို့မမေ့နဲ့နော်